အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းကင်ဘုံစာကြည့်တဲ့စာသင်လေးကိုဆက်လက်ပြီးဖတ်ပြပေးမှာဖြစ်ပါတယ်အပိုင်း24အကိုကြီးသူမအကိုကိုတွေးလိုက်ရရာဝမ်းရင်ထိတ်လန့်သွားပြီးရှေ့သို့ချက်ချင်းထွက်လာလိုက်သည်နင်းဝင်မရှုပ်ဆန်းနဲ့ဝမ်းထောင်သူ့ညီမကိုနောက်သို့တွန်းပို့လိုက်ပြီးကျန်းရွှန်ကိုအေးဆက်စွာကြည့်နေလိုက်သည်ထို့နောက်မောက်မာလာသောလေသံဖြင့်ကျန်းရွှန်ခမရတခြားသူတွေကိုလိမ်လည်ပြီးတပည့်အဖြစ်လက်ခံတာကကျုပ်နဲ့မဆိုင်ဘူးဒါပေမဲ့ခမရကကျုပ်ညီမကိုတောင်လိမ်ပြီးစီယုံရဲတယ်ဟုတ်လားခမရသိချင်းနေတာပဲကျုပ်ခမရကို10စက္ကန့်အချိန်ပေးမယ်ကျုပ်ညီမလေးနဲ့တခင်မလေးကြောက်ရာကိုခမရတန်းကနေချက်ချင်းထုတ်လိုက်အဲ့လိုဆိုဒီကိစ္စကိုကျုပ်လျှော့ပေးလိုက်မယ်မဟုတ်ရင်ခမရကဆရာဖြစ်နေပေမဲ့ကျုပ်ကတက်ညာလိမ့်မယ်လို့မထင်နဲ့ဝုန်းကျန်းရွှန်ကိုလှောင်ကြည့်ကြည့်ရင်းနဲ့ဝန်ထောင်သူဤစွမ်းအားအဆုံးထိအသုံးပြုကာအလုံးစွမ်းရင်ကြီးမားသည့်ကိုရောင်ကိုအများကိုထုတ်ဖော်ပြလိုက်သည်သူသည်တိုင်းအဆင့်လေးပီကူအဆင့်သို့ရောက်ရှိနေပြီဖြစ်လေသည်ဆရာကြီးတယောက်ကတပည့်အဖြစ်လက်ခံထားလိုက်သည်မှာမဆန်းလာချေထိုတိုင်းအဆင့်သည်ကျောင်းမှာတာမန်ဆရာအများစုထက်နေကြလိမ့်မည်မဟုတ်ငါဒီမှာစသင်းနေတာမင်းမမြင်ဘူးလားထွက်သွားစမ်းကျန်းရွှန်အေးမဆိုင်သလိုပြန်ကြည့်ရင်းပြောလိုက်သည်စသင်းနေတာဟုတ်လားခမရအစင်နဲ့ခမရကဘာတွေတင်တက်လို့လဲဝန်ထောင်ကအေးဆက်စွာဆက်ပြီးလှောင်ပြောင်လိုက်သည်ထွက်သွားဟုတ်လားခမရကကျုပ်ကိုထွက်သွားခိုင်းရတယ်ခမရကိုခမရဘာကောင်များအောက်မိနေတာလဲခမရကိုဆရာမို့လို့ကျုပ်တီးခံနေတာကိုပြန်ကြည့်စမ်းပါခမရကတိုင်းအဆင့်3ကျန်းရှိအဆင့်မှာပဲရှိနေသေးတယ်အသုံးမကျတဲ့ဆရာပဲကျုပ်ရှိမှလာပြီးတော့ကြီးကျယ်ပြမနေနဲ့ကျုပ်ဒီနေ့ခမရကိုထိုးကြိတ်သွားရင်တောင်အလုံးစုံမှာဆရာကြီးတွေစူတာခံရရုံပဲရှိတယ်ခမရဘာပြန်လုပ်နိုင်မှာလဲဝန်ထောင်ပြောသည်မှာမမားပေဆရာကြီးများ၏တချို့တပည့်များသည်ကျောင်းမှာဆရာများစုထပ်ပို့ပြီးတိုင်းအဆင့်မြင်မားကကျောင်းတွင်အရေးပါသောနေရာကိုရယူထားကြလေသည်ထိုတပည့်များနှင့်ဆရာများပြဿနာဖြစ်လျင်အနည်းဆုံးနည်းနည်းပါးလောက်သာအဆူခံရရုံလောက်နှင့်ပြီးသွားလေရှိသည်ပြည်ထန်ကြီးမားပေးလေမရှိပေအကိုကြီးဝိုင်းရင်မျက်နာတွင်သွေးရောင်မရှိတော့သူမဆရာသည်ထူးချွန်သောဆရာဖြစ်ကြောင်းသူမသိရှိပြီးသားဖြစ်သည်ထန်းရွှန်တနိုင်ငံလုံးမှာတမားတော်များလက်မြောက်ထားရသောသူမတန်ရာကိုဆရာကအေးအေးလူလူကူပေးနိုင်သည်ထို့သောဆရာသည်တာမန်ဆရာမည်သို့ဖြစ်နိုင်လိမ့်မည်နီဇွတ်တရနိုင်လာသောသူမအကိုကိုတားရန်ဆုံးဖြတ်လိုက်စင်မှာပင်သူမ၏ဆရာသည်မဲမောင်လာပြီးမျက်မှောင်ကျုပ်ကအော်လိုက်သည်ကိုတွေ့လိုက်ရသည်ထွက်သွားစမ်းကျုပ်ကိုထွက်သွားလို့ထပ်ပြောရဲဝန်ထောင်သည်ကျောင်းမှာအမိုက်ဆရာကသူ့ကိုဒီလိုပြောလာလိမ့်မည်ဟုမထင်ထားမိပေသူကျန်းရွှန်ကိုပြန်ပြောနေရင်းနှင့်ကျန်းရွှန်ထမအေးဆက်လာသောအကြည့်ကိုသတိထားမိလိုက်လျာသူ၏စကားလုံးများပါဇက်ထဲတွင်နှင်သွားလေသည်ကျန်းရွှန်မျက်လုံးများကိုကြည့်ရင်ဝန်ထောင်စိတ်မထိန်နိုင်တော့ပဲတုန်လှုပ်နေမိသည်သူ့ပုံစံမှာကြားရကောင်နှင့်မျက်လုံးချင်းစုံလိုက်မိသောယုံတငယ်လေးလိုပင်ကြောက်မက်ဖွယ်ကောင်းလာသောအငွေအသက်ကြောင့်ဝန်ထောင်သူ့ကိုယ်သူမသိလိုက်ပဲနောက်သို့ရှည်လန်းအနှဲငယ်ဆုပ်လိုက်မိပြီးသူ့ခြေထောက်များသည်တဆက်ဆက်တုန်နေတော့သည်ထို့သောထက်မြက်လာသောအငွေအသက်မျိုးကိုသူ့ဆရာစီတွင်သာသူမြင်ဘူးလေသည်ကျန်းရှိအဆင့်သာရှိနေသေးသောကျောင်းမှအညံဆုံးဆရာကဘလို့လုပ်ပြီးထို့သောအငွေအသက်မျိုးကိုပိုင်ဆိုင်ထားလေသည်။ဝန်ထောင်အချိန်တော်ကြာမှသူ့စိတ်သူပြန်ထိန်လိုက်နိုင်သည်သူမျက်နှာမဲမောင်သွားပြီးသူ့မျက်လုံးများသည်ရဲရဲတောက်လာတော့သည်ကျန်းရွှန်သည်ဆရာတယောက်ဖြစ်တော်လဲသူ့မျက်လုံးထဲတွင်တော့အမိုက်တစ်ခုသာဖြစ်သည်အခုတော့ထိုအမိုက်ကတခုံးអော်လိုက်ယုံနှင့်ဝန်ထောင်ကြောက်လန့်တကြားနောက်ဆုတ်လိုက်မိလေသည်ထိုသတင်းသာပြန်သွားခဲ့လျင်ဝန်ထောင်၏မျက်နှာဘယ်နာထားရမည်မှန်းမသိပေသူသိခါရောဘယ်နာသွားထားလိုက်ရမည်နည်းခမည်းကတကယ်သိချင်းနေတာပဲဝန်ထောင်ရှက်သွားပြီးမန်သွင်းအဟဲ့လိုက်ပြီးလက်တစ်ချက်လှုပ်ရှားလိုက်ယုံနှင့်ခါးတွင်ချိတ်ထားသောဓာတ်ကိုထုတ်ယူပြီးသားဖြစ်သွားသည်ဓာတ်ရောင်များလင်းလက်သွားသည်တိုင်းအဆင့်လေးပီကူအဆင့်တွင်ခွန်အား900ကီလိုဂရမ်ပိုင်ဆိုင်သည်ဒါကကျန်းရွှန်စီသို့မရောက်မီပင်ဓာတ်မှထွက်ပေါ်လာသောဖိအားများသည်ပြင်းထန်လာရာပြန်လည်တိုက်ခိုက်ရန်မဖြစ်နိုင်ဟုထင်ရသည်ဆရာကျန်းသူမကိုဤလျင်မြန်ကပြင်းထန်ရက်ဆက်လာသောတိုက်ခိုက်မှုကိုတွေးလိုက်ရလျာဝင်းရင်ဤမျက်နှာဖြူဖြော့သွားသည်သူမသည်သူမဆရာဤထူးချွန်လာသည့်အရေးချင်းများကြောင့်အထင်ကြီးနေပြီးသားဖြစ်တော်လဲသူမဆရာသည်အခုမှတိုင်းအဆင့်3တွင်သာရှိနေသေးသည်ကိုလည်းသိထားပြီးသားဖြစ်သည်သူမဆရာဖြစ်သူသည်သူမအကိုဤပြန်ပတ်မဟုတ်ချေသူ့အနေနှင့်ရှောင်းတင်းရန်လည်းမဖြစ်နိုင်တော့လျာတေချာပေါက်ဒဏ်ရာရတော့မည်ဖြစ်လေသည်
ဝမ်းရင်ဆက်မကြည့်ရဲလောက်အောင်ထိတ်လန့်သွားသောကြောင့်မျက်လုံးများအလိုလိုပိတ်သွားတော့သည်ဒါဘလို့လုပ်ပြီးဖြစ်နိုင်ပါမလဲကျန်းရွှန်ဒဏ်ရာရနေလောက်ပြီဟုဝမ်းရင်ထင်နေသည့်အချိန်မှာပဲကြောက်ရနှင့်အခြားသူများမယုံကြည်နိုင်စွာပြောလိုက်သည့်စကားသံကိုကြားလိုက်ရသည်သူမမျက်လုံးများပြန်ဖွင့်ကြည့်လိုက်ရာသူမရှိမှမြင်ကွင်းကြောင့်မျက်လုံးများမျက်အိမ်မှကျွတ်ထွက်သွားတော့မည်ဟုထင်ရလောက်အောင်ပြူးကျဲသွားလေသည်ဝမ်းရင်နေရာတွင်ပင်ကြက်တည်တည်သွားတော့သည်သူမကို၏ပြင်းထန်အားပါလာသောဓာတ်ချက်သည်ကျန်းရွှန်၏လက်နှချောင်းကြားထဲတွင်ညှက်နေပြီးလေထဲတွင်ရက်တက်နေတော့သည်ထိုမြပြင်းထန်သောဓာတ်ချက်ကိုလက်နှချောင်းနှင့်သာကာကွယ်လိုက်ခြင်းဖြစ်လေသည်မဖြစ်နိုင်ဘူးဝန်ထောင်သည်လည်းမယုံကြည်နိုင်ပဲဖြစ်နေသည်သာသူဒီကိုမလာခင်ကကျန်းရွှန်၏တိုင်းအဆင့်ကိုတည်တည်ချာချာစုံစမ်းခဲ့သည်သူရခဲ့သောသတင်းအရာဆိုလျင်ကျန်းရွှန်သည်တိုင်းအဆင့်3ကျန်းရှိထိတ်ဆုံးအဆင့်သာရှိနေရမည်ဖြစ်လေသည်ဘလို့လုပ်ပြီးများသူဓာတ်ချက်ကိုလက်နှချောင်းထဲနှင့်ဖန်ဆုပ်ထားနိုင်လေသည်ထို့သောလုံနိုင်ဖို့ဆိုလျင်စွမ်းအားအဆင့်မြင့်ုံတသက်နှင့်မရဘဲချိန်သားကိုက်မှုခွန်အားကိုတိကျစွာသုံးနိုင်မှုနေရာယူမှုစသည့်အချက်များစွာလိုအပ်သည်ဆုံးဖြတ်ချက်အနေငယ်မှားယွင်းသွားသည်နှင့်လက်ချောင်းများပြတ်ထွက်သွားကဒဏ်ရာအကြီးကျယ်ရဖို့တေချာလေသည်တခြားဆရာများအနေနဲ့ဒီလိုလုံနိုင်ရန်မဖြစ်နိုင်ကြောင်းဝန်ထောင်သိလေသည်တိုင်းအဆင့်6ပြီးရွှေအဆင့်ရောက်နေသူများပင်လှုပ်ရှင်နိုင်မှလုံနိုင်ပေလိမ့်မည်သို့တော်လည်းတကြောင်လုံးကအမိုက်ဟုသတ်မှတ်ထားသောဆရာကလုံပြနေလေပြီမဖြစ်နိုင်ချေတိုက်ဆိုင်တာပဲဒါတိုက်ဆိုင်တာပဲဖြစ်ရမယ်ထို့သောတွေးလိုက်မိသည်နှင့်ဝန်ထောင်မျက်နှာတွင်ကြမ်းကြုတ်သောအရိပ်ရောက်များပေါ်လာပြီးလက်နှစ်ဖက်လုံးတွင်အင်အားများစုစည်းလိုက်ကဟောလိုက်သည်လွတ်လိုက်စမ်းဝန်ထောင်ကျန်းရွှန်လက်ကြားတွင်ညှက်နေသောဓာတ်ကိုအာမှန်အပြည့်နှင့်ဆွေးယူလိုက်သည်သူ့နှထင်သွေးကြောများပင်ထောင်ထလာအောင်အားဆိုင်ထုတ်ပါတော့လဲဓာတ်ကတုတ်ပင်မလုံချေသူသာအားထုတ်လွန်ပြီးသွေးရန်တော့မလို့ဖြစ်သွားသည်ဓာတ်သည်ကျန်းရွှန်လက်နှချောင်းတွင်ကော်နှင့်ကတ်ထားသလိုဖြစ်နေကြောင်းသူအံ့ဩကြီးစွာသိလိုက်ရသည်သူမိမြအားထုတ်ပါစေဓာတ်ကလှုပ်လာလိမ့်မည်မဟုတ်တော့သူတိုင်းစင်းကကျန်းချီအဆင့်မကတော့ဘူးထင်တယ်ဝန်ထောင်ဖြစ်နိုင်ခြေကိုတွေးနေမိသည်မဖြစ်နိုင်ပေဆရာကဲဖြတ်စာမေးပွဲပြီးသားဒီမှာမကြားလာသေးကြီးတကြောင်လုံးမှလူများသည်ကျန်းရွှန်ကျန်းရှိထိတ်ဆုံးအဆင့်တွင်သာရှိနေသေးကြောင်းဆရာကဲဖြတ်စာမေးပွဲတွင်မျက်ဝါးတင်ထင်တွေးခဲ့ကြပြီးဖြစ်သည်ဒီကြားထဲကျန်းရွှန်တိုင်းအဆင့်တက်လာသည်ဆိုလျင်တောင်ဝန်ထောင်နှင့်အဆင့်တူသည့်တိုင်းအဆင့်4ပြီးကူးအဆင့်တွင်သာရှိနေရအောင်မည်ဖြစ်သည်လက်နှချောင်းထဲနှင့်ဓာတ်ကိုဖမ်းဆုပ်နိုင်မည်ခွန်အားမရှိနိုင်ချေထွက်သွားဝန်ချောင်းထူးဆန်းလာသည့်အဖြစ်ကိုနားမလည်နိုင်သေးခင်မှာကျန်းရွှန်ထံမှမထုံတက်သေးနှင့်ပြောလိုက်တံကိုကြားလိုက်ရပြီးဓာမှတဆင့်သူ့ထံသို့အားလိုက်များတိုးဝင်လာသည်သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲသူ့တကိုယ်လုံးလေထဲလွင်သွားတော်သည်ဝုန်းဝန်ထောင်၏ခေါင်းနှင့်တကားတို့စောင့်မိသွားကြလေသည်ကဲငါတို့တင်စားရှိတာဆက်တင်ကြရအောင်ဝန်ထောင်ကိုလွတ်ထွက်သွားအောင်လုပ်လိုက်သည်မှာအေးမပါလာသည့်အလားကျန်းရွှန်သူ့တပည့်များဘက်သို့ပြန်လှည့်လာပြီးခက်အေးပြောလိုက်သည်ဝမ်းရင်ကြောက်ရာရှိုရန်ကျန်းရန်နှင့်ရွမ်ထောင်တို့သည်တယောက်ကိုတယောက်ငေးကြောင်ကြည့်နေကြလေသည်အဖြစ်အပျက်များမှပြောင်းလဲမှုမြန်ဆန်လာလေရာသူတို့အနေနဲ့လိုက်မမီနိုင်ပဲအံ့ဩလွန်ပြီးဘာပြန်ပြောရမှန်းမသိကြသေးချေတိုက်ခိုက်လာသူမှာတိုင်းအဆင့်4ပီကူအဆင့်ရှိသူဖြစ်ပြီးတိုက်ခိုက်လက်ရာတွင်လည်းအားကုန်သုံးကတိုက်ခိုက်လာခြင်းဖြစ်သည်ဒါတောင်သူတို့ဆရာကလက်နှချောင်းနှင့်သာအေးလူခုခံနိုင်လေသည်တစ်ဖက်လူအဝေးသို့လွင့်စင်သွားအောင်လုပ်ရတွင်လည်းဘာမှအာမဆိုင်လိုက်ရတယ်လို့ပဲသူတို့ဆရာသည်ကြောက်မှအညံဆုံးဆရာဖြစ်ကတိုက်ခိုက်ရေးတွင်လည်းအညံဆုံးမဟုတ်တော့ဘူးလေလားမိတို့မိပုံလုပ်လိုက်သည်မသိချေဆရာအရင်တုန်းကပညာရှိုးထားတာပဲဖြစ်ရမယ်ကြောက်ရာရုတ်တရက်သဘောပေါက်လိုက်ပြီးသူမမျက်နှာမှာစိတ်လှုပ်ရှားဝမ်းသာခြင်းများနှင့်ပြေးရှံသွားသည်ဖြစ်နိုင်ခြေအရှိဆုံးဖြည့်ရှင်းချက်မှာသူတို့ဆရာသည်အရင်ကသူ့အစွမ်းစာများကိုလူမသိအောင်တိုးဝှက်ထားခြင်းသာဖြစ်ပေလိမ့်မည်မဟုတ်လျင်ဘလို့လုပ်ပြီးအခြားမိသူမျှမသိနိုင်သည့်သူတို့၏ပြဿနာများကိုမြင်နိုင်ကတခါမျှတင်ပြပေးရုံဖြင့်သူတို့အစွမ်းကိုတိုးတက်လာအောင်တင်ပြပေးနိုင်ပါလိမ့်မည်နီကြံသည့်တပည့်များသည်လည်းငတုံးများမဟုတ်လျာကြောက်ရာတွေးမိတကဲ့သို့တွေးမိကြသည်သာဖြစ်လေသည်သူတို့သည်လည်းစိတ်လှုပ်ရှားပြီးလက်သီးများဆုပ်ထားကြသည်ကျောင်းသို့လာပြီးပညာလာတင်သည်ဆိုမှတော့မိသူကများအစွမ်းထက်သောဆရာထံတွင်တပည့်မခံခြင်းပဲရှိလိမ့်မည်နီအရင်ကသူတို့အားလုံးသည်တကြောင်လုံးမှအညံဆုံးဆရာထံတွင်တပည့်ခံမိသည်မှာစိတ်ပြည့်စရာကောင်းသည်ဟုတွေးနေမိကြသည်
အခုမှသာသူတို့သည်ဆရာရွေးချယ်ခဲ့ရာတွင်ကြံသည့်ကျောင်းသားအလုံးထက်အပြတ်သက်သာအောင်ရွေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိလိုက်ရတော့သည်တကြောင်လုံးမှနာမည်အပြတ်ဆုံးအညံဆုံးဆရာသည်အမှန်တွင်တော့ပြိုင်ဆိုင်ရှားဆရာဖြစ်နေလေတော့သည်ဟုတ်ကဲ့ပါဆရာသူတို့အလုံးထို့သို့တွေးလိုက်မိပြီးနောက်တွင်သူတို့ကောင်းထဲမှအတွေ့အလုံးကိုဖယ်ထုတ်လိုက်ပြီးကျန်းရွှန်တင်ကြားသည်ကိုနားထောင်နေကြတော့သည်ရှိုရန်သည်အစကကျန်းရွှန်တင်ကြားပေးမိသင်ခန်းစာများကိုအနှဲငယ်မယုံမကြည်ဖြစ်မိသေးတော့လဲအခုတော့သူ့ဆရာပြောလိုက်သောစကားတစ်လုံးတစ်လေလွတ်သွားမည်ကိုပင်စိုးရိမ်နေသည့်အလားစိတ်အားထက်သန်စွာနှင့်တေချာနားထောင်နေတော့သည်ဆရာလူချွန်းဆရာဝမ်ချောင်ထိုနမီများသည်သူတို့ကောင်းထဲတွင်မရှိတော့ထိုဆရာများသာမကကျောင်းမှဆရာကြီးများပင်သူတို့ဆရာကျန်းရွှန်ရှေ့ရောက်လျင်ဒူးထောက်ရလိမ့်မည်ဟုမှတ်ယူလိုက်ကြတော့သည်ဘာမှမပြင်မစင်မဲ့ဇွတ်ဝင်သွားတာတခင်လေးဘာမှမဖြစ်ပါစေနဲ့လို့မျှော်လင့်ရမှာပဲစာသင်ခန်းအပြင်ဘက်တွင်ရှိုးဖိုးအိုသည်အခန်းထဲသို့အလောတကြီးဝင်သွားသောဝန်ထောင်အတွက်စိတ်ပူနေမိလေသည်ဘာရီပူနေတာလဲတခင်လေးဝန်ထောင်ကတိုင်းအဆင့်၄တောင်ရောက်နေပြီကျန်းရွှန်ကခုမှတိုင်းအဆင့်၃ပဲရှိပါသေးတယ်ဟိုကောင်းကိုပညာပေးပြီးတခင်မလေးဝန်ရင်းကိုခေါ်လာဖို့တိတ်ကြမှာမဟုတ်ပါဘူးရောင်းဟန်အပြုံးကြီးတစ်ခုကိုဆင်မြန်းရင်ခေါင်းတင်းငိမ့်လုံနေသည်အရှက်မရှိသောကျန်းရွှန်သည်ဖူးရောင်ကကွဲပြဲနေမည်လောသွားများပင်ကျွတ်ထွက်ကကျမ်းမြေမော်ပက်လက်ပဲလန်နေမည်လားစသည်ဖြင့်ကျန်းရွှန်ဤတနာစရာအခြေအနေကိုကြိုတင်မြင်ရောက်ရင်းပီတိဖြာနေတော့သည်ထိုအချိန်တွင်ဝန်ထောင်ဤဒေါသတကြီးမှန်သွင်းအော်ဟစ်လိုက်တံကိုသူတို့ကြားလိုက်ရသည်တခင်လေးဝန်တော့ပညာစပေးနေပြီပဲရောင်းဟန်မျက်လုံးများအယောင်လက်လာပြီးသူ့ပါဇက်ကြီးကပြုံးဖြဲဖြဲဖြစ်သွားသည်ကျန်းရွှန်ကကြောက်မှညံဆုံးဆရာဖြစ်နေသောကြောင့်ရောင်းဟန်မကြည်မနှံ့ဖြစ်နေခြင်းမဟုတ်ပေသူမကြည်မနှံ့နိုင်သည်ကထိုဆရာကသူ့တခင်မလေးကိုမယုံမသိလုံရဲသောကြောင့်ဖြစ်လေသည်ကျန်းရွှန်သာဘာမှမလုပ်ဘူးဆိုလျင်တခင်မလေးကကျန်းရွှန်ကိုဆရာတင်စရာအကြောင်းပြချက်မရှိပေသူကိုယ်တိုင်ကျန်းရွှန်ကိုပညာပေးမိဆိုလျင်တခင်မလေး၏ဒေါသနှင့်ရင်ဆိုင်ရပေလိမ့်မည်ထို့ပြင်ဟုံးတင်ကျောင်းကလည်းဒီတိုင်းကြည့်နေလိမ့်မည်မဟုတ်ဝန်ထောင်ကသူ့အစားပညာပေးခြင်းကသာလျှင်အကောင်းဆုံးဖြစ်သည်ဟီဟိုကောင်တော့ဘလောက်ထိခံနေရပြီလဲမသိဘူးရောင်းဟန်တွင်ရင်တေးရင်ပျော်လာတော့သည်ရောင်းဟန်တကားပေါက်မှချောင်းကြီးရန်စဉ်းစားမိပြီးတကားအနားသို့ကတ်သွားလိုက်သည်ထိုအချိန်မှာပင်တကားရုတ်တရက်ပွင့်သွားလေသည်ကြွီဖန်းရောင်းဟန်ရှောင်းချိန်မရလိုက်ပဲတန်တကားရွက်နှင့်မျက်နှာတို့မိတ်ဆက်သွားကြပြီးမူးဝေသွားတော့သည်သူမူးဝေနေတော့မှပဲခေါင်းတစ်လုံးလေထဲလွင့်လာပြီးသူ့ကိုထပ်မံဝန်တိုက်လိုက်ပြန်သည်ခွတ်ရောင်းဟန်မျက်နှာနှင့်လွင့်လာသောခေါင်းတို့ယင်းကြီးချစ်ခင်စွာနှုတ်ဆက်လိုက်မှုသည်အယိုးအပ်သွားသလိုတာယာသောအတန်ကိုထွက်လာစေပြီးမနေ့ကထိုးကျိတ်ခံခဲ့ရစဉ်ကကြမ်းကြမ်းခံကမကြွဖဲကြံနေသည့်နောက်ဆုံးသွားနှချောင်းကိုပါကျွတ်ထွက်သွားစီတော့သည်ဖူးပြင်းထန်လာသောနာကျင်မှုကြောင့်ရောင်းဟန်တစ်ကိုယ်လုံးတုန်ခါသွားပြီးပါးစပ်နှင့်အပြည့်သွေးများအံလေတော့သည်ရောင်းဟန်ခန္ဓာကိုယ်သည်အထိမခံနိုင်သောနုရွနေသည့်ခန္ဓာကိုယ်မဟုတ်ပါသို့တော်သူ့မှာမနေ့ကဒဏ်ရာများပင်မသက်သာသေးကြမနေ့ကသူ့မျက်နှာတစ်ကိုယ်လုံးစုပ်ပြတ်နေအောင်အတွေ့ခံခဲ့ရပြီးအခုလဲတန်တကားနှင့်မျက်နှာကိုရိုက်ခံလိုက်ရသည့်အပြင်ခေါင်းတစ်လုံးကလည်းထပ်ဆန်းဝင်ဆောက်လိုက်သည်သူမသေးသေးသည်မှာကံကောင်းလာပြီဖြစ်လေသည်သခင်လေးရှိုးဖို့သည်ခေါင်းကိုရှေ့ထားပြီးလွင့်မြန်လာသူမှာသူ့သခင်လေးဖြစ်ကြောင်းသိလိုက်ပြီးရှေ့သို့ပြေးလာခဲ့လိုက်လေသည်ချီးတယ်မှာပဲချီးပဲမထောင်သည်တန်တကားရွက်နှင့်ခေါင်းနှင့်စောင်းမိတော့လဲရောင်းဟန်ကသူအကြသက်သာအောင်အောက်ကခံပေးသလိုဖြစ်သွားလေရာသိပြီးဒဏ်ရာမရလိုက်ပေမတက်ရဲလိုက်ပြီးဖြစ်ပျက်သွားသည့်များကိုပြန်တွေးမိလေရာအလွန်ပင်ကြောက်လန့်သွားမိသည်သူ့အနေနဲ့အော်ကြီးဟစ်ကျဲလုံနေတော့လဲအခန်းထဲနောက်တစ်ခေါက်ဝင်ဖို့တတိမရှိတော့ကြတခင်လေးဝန်ထောင်ဘလို့ဖြစ်မူးဝေနေသောရောင်းဟန်သည်ခုမှပဲသူ့ကိုခေါင်းနှင့်ဝင်ဆောက်လိုက်သည်မှာဝန်ထောင်ပြကြောင်းသိလိုက်ရသည်ရောင်းဟန်လည်းအံ့အားတင်သွားပြီးမတက်ရရန်ပင်အတော်ကြိုးစားလိုက်ရသည်မင်းသူ့ကိုပညာပေးမလို့အထဲဝင်သွားတာမဟုတ်ဘူးလားဘလို့လုပ်ပြီးမင်းကလွင့်ပြန်ထွက်လာရလဲကျုပ်တိုင်းပညာအသည့်တစ်မျိုးလေ့ကျင့်နေတာဝန်ထောင်သည်အမိုက်ဆရာကသူ့ကိုကန်ထုတ်လိုက်ကြောင်းမပြောရဲပေထို့ကြောင့်ပောက်ကရလျှောက်ပြောလိုက်သည်တိုင်းပညာအသည့်ရောင်းဟန်သည်အရင်ကထိခိုက်မှုကြောင့်အမြင်အာရုံသည်ကြီးကြီးလင်းလင်းမဖြစ်သေးကြသူကအလောတကြီးနှင့်ထပ်မေးလိုက်သည်ဒါနဲ့ခမရဟိုကောင်းအကြောင်းတွေဖော်ခဲ့ပြီလားကျုပ်တို့သခင်မလေးကောကျုပ်ဘာမှတော့မလုပ်လိုက်ရသေးဘူးကျုပ်ညမကတွန်းထုတ်လိုက်တာနဲ့ပြန်ထွက်လာတာကျုပ်တို့ဒီနားကပဲစောင့်ကြရအောင်လေဝန်ထောင်ကရှက်နေဟန်ပင်ပြောလိုက်သည်
တိတ်မကြသေးငါပင်သူကတစ်ဖက်လူကိုပညာပေးမိဟုကြုံဝါနေခဲ့သည်ခုတော့သူသာလွင့်ပြန်ထွက်လာခဲ့သည်သူ့အနေနှင့်တီလူအောင်အရိုက်ခံလျင်တောင်ထိုရှက်စရာကောင်းသောကိစ္စကိုထုတ်ပြောလိမ့်မည်မဟုတ်စောင့်မယ်ရောင်းဟန်ခေါင်းကုပ်ရင်းပြန်မိလိုက်သည်တခုခုတော့မှားယွင်းနေပြီဟုသူတန်တရားရှိလိုက်သည်သို့တော်လည်းသူ့အနေနှင့်ထုတ်မိရန်မတင်ကြောင်းနားလေလီယာစကားလမ်းကြောင်းပြောင်းလိုက်ပြီးဝန်ထောင်သခင်လေးခမရကလည်းဟုံးတင်ကျောင်းမှာတက်နေတာဆိုတော့ချုပ်တစ်ခုလောက်မေးခြင်းလို့မေးလေရောင်းဟန်ကစာသင်ခန်းထဲမှအဖြစ်ပြက်များကိုဆက်မမီတော့သဖြင့်ဝန်ထောင်တပြင်းချလိုက်ပြီးပြန်ပြောလိုက်သည်ကျောင်းမှာပြီးဆိုတဲ့စကားလုံးနမီထဲမှာပါတဲ့ဆီယာမတယောက်ယောက်များရှိလားရောင်းဟန်မနေ့ကသူ့ကိုစော်သွားသူကိုတတိယလိုက်ပြီးဒေါသထွက်လာနေတော့သည်ပြီးကျောင်းကနမီကြီးဆုံးအလားဆုံးဆီယာမနမီကတော့ရှမ်ပီယူပဲသူ့ကိုကျွန်တော်တို့ကျောင်းရဲ့အလားနှစ်ဖျားမလို့ခေါ်ကြတာပဲဆရာကျန်းရွှန်တောင်သူ့ကိုစိတ်ဝင်စားပြီးပိုးပန်းဖို့ကြံဘူးတယ်လို့တောင်ကြုတ်ကြားဘူးသေးတယ်အဲ့ဒီဆရာကတကယ်ကိုငန်းသားစားကျင်နေတဲ့ဖားဝန်ထောင်စကားဆုံးမပြောဘဲရက်လိုက်သည်ကျန်းရွှန်သည်ညံပြင်းသောဆရာဖြစ်ပြီးသူဤစွမ်းရည်အဆင့်မှလည်းအများနှင့်ရှင်လျင်နှိမ့်ကြလေသည်ထို့သောအဆင့်နှင့်ဆိုလျင်ကျန်းရွှန်ကရှမ်ပီယူကိုစိတ်ဝင်စားခြင်းမှာငန်းသားစားကျင်သောဖားဟူသောစကားနှင့်ခိုက်ညီလေသည်သို့သောဝန်ထောင်သည်လောလောလတ်လတ်ပင်ကျန်းရွှန်ဤအစွမ်းအမှန်ကိုမိဆန်းခွင့်ရခဲ့ပြီးသူ့ထပ်ပင်သားသည်ကိုတွေးခဲ့ရလေရာငန်းသားစားကျင်သောဖားဟူသောစကားသည်ကျန်းရွှန်နှင့်မကိုက်ညီတော့ကြောင်းနားလေလေရာဆက်မပြောဘဲရက်လိုက်လေခြင်းဖြစ်သည်ရှမ်ပီယူကျန်းရွှန်ကရှမ်ပီယူကိုစိတ်ဝင်စားနေတာလားရောင်းဟန်မျက်လုံးများမျောလင်းချက်ဖြင့်တောက်ပလာကြသည်မင်းညကသူ့ကိုစော်တော်သောသူပြောသည့်ပြီဆိုသည့်မိန်းကလေးမှာရှမ်ပီယူသာဖြစ်ရပေမည်သူကဆက်မေးလိုက်သည်ကျန်းရွှန်အပြင်တခြားဘသူတွေဆီယာမရှမ်ပီယူကိုပိုးပန်းနေကြသည်လေဆီယာမရှန်ကအရန်လှတယ်ဆိုတော့သူ့ကိုပိုးပန်းနေကြတဲ့ဆရာတွေကရေလို့တောင်မရဘူးဒါပေမဲ့အားလုံးထဲမှာအထင်ရှားဆုံးကတော့ဆရာကြီးရှန်ရှန်းရဲ့မိဆရာရှန်ပင်းပဲဝန်ထောင်အနေငယ်စဉ်းစားနေလိုက်ပြီးတန်တရားဖြင့်ရောင်းဟန်ကိုကြည့်ကဒါနဲ့အိမ်တော်ထင်းရောင်းကဘာလို့အဲ့ဒါတွေမေးနေရတာလဲအိုးဘာရမဟုတ်ပါဘူးဒီတိုင်းပဲရှောင်မေးကြည့်ရပါရောင်းဟန်ထိုအကြောင်းကိုဆက်မပြောတော့ပဲနေလိုက်တော့သည်သို့တော်သူ့မျက်ဝန်းများတွင်တော့အယောင်တစ်ဖြက်ဖြက်နှင့်လက်နေတော့သည်မနေ့ကကျန်းရွှန်နဲ့ရှမ်ပင်းတို့စကားများကြလားဆိုတာစုံစမ်းပြီးရင်ငါထင်တာမှန်တေချာသိရမှာပဲတကယ်လို့ရှမ်ပင်းကသာမနေ့ကငါ့ကိုတိုက်ခိုက်သွားတဲ့သူဆိုရင်ဆရာကြီးညီမကားလို့သားပဲဖြစ်ဖြစ်ငါတော့လက်စားပြန်ရှည်ရမှာပဲပိုင်ယူမျိုးစားစံအိမ်ဤအိမ်တော်ထိန်သည်လူအများ၏အထက်တွင်နေရပြီးလူတစ်ယောက်တည်းအောက်တွင်သာရှိလေရာမနေ့ကလိုမတရားသဖြင့်ခံခဲ့ရခြင်းကိုလက်စားမရှိဘဲနေလိမ့်မည်မဟုတ်ပေသူသာလက်စားချေဖို့မကြိုးစားလျင်သူ့ရင်ထဲမှဒေါသမီးများကိုမိတို့ညှိမ့်သက်နိုင်လိမ့်မည်နီလက်စားချေရန်အတွက်မကောင်းဆိုးဝါးအဖြစ်ကိုခံယူရမည်ဆိုလျင်ပင်ရောင်းဟန်အသင့်ရှိလေသည်ရောင်းဟန်ထိုကိစ္စကိုဘသူထံတွင်ဆက်ပြီးစုံစမ်းရမလဲတွေးနေစဉ်တွင်သူစုံစမ်းခြင်းနေသည့်ရှမ်ပင်းသည်သင်ခန်းစာများတင်ပြီးသွားသောကြောင့်သူအတန်းထဲမှထွက်လာခဲ့ရာလူငယ်တစ်ယောက်ကအတန်းရှည်တွင်ရက်နေသည်ကိုတွေးလိုက်ရသည်ထိုရက်ဆောင်နေသည့်လူငယ်သည်ဆရာရှောင်းရှင်းဖြစ်လေသည်ဘိုင်း25တခင်လေးရှန်ရှောင်းရှင်းကလေးစားစွာနှုတ်ဆက်လိုက်သည်ဆရာရှောင်းရှင်းကျုပ်ကိုလာရှာတာလားရှမ်ပင်းတစ်ချက်တွေးသွားပြီးပြန်မေးလိုက်သည်သူတို့နှစ်ယောက်သည်တကြောင်ထဲမှဆရာများဖြစ်ကြလေရာကျောင်းထဲတွင်မကြာခဏတော့စုံပူးကြလေသည်သို့သောသူတို့ဆက်ဆံရေးမှာညမှန်တမ်းမိုံထက်မပိုချေဒါပေါ့ကျုပ်တခင်လေးရှန်စီကအကူကြီးတောင်းစရာရှိလို့ချောင်းချင်းအချိန်နဲ့ငယ်တုံဆိုင်နေပြီးမှပြန်ဖြေလိုက်သည်ပြောလေကျုပ်ကူညီနိုင်မဲ့ကိစ္စဆိုရင်အကောင်းဆုံးကူညီပေးပါမယ်ရှမ်ပင်းပြန်ပြောလိုက်သည်ရှမ်ပင်းသည်ဆရာကြီးရှန်ချန်း၏မြေးဖြစ်လေရာကျောင်းမှာအချို့ဆရာများသည်သူ့ထံသို့နေစဉ်လိုလာပြီးအကူညီတောင်းလေရှိသည်ထို့ကြောင့်ရှမ်ပင်းသည်ထိုသောကိစ္စများနှင့်အသားကျနေပြီဖြစ်လေရာရှောင်းချင်းအကူညီလာတောင်းသည်ကိုသိတော်မအံ့ဩမိပေကောင်းပြီလေမနေ့ကကျုပ်တော်တော်အားထုတ်ကြိုးစားပြီးမှတပည့်အဖြစ်လက်ခံထားနိုင်လိုက်တဲ့ကျောင်းသားကိုတခြားဆရာတယောက်ကကျုပ်စီကနေမတမာတဲ့နီးနဲ့လူသွားလို့ဆရာကြီးရှန်ကတင်ကြားရေးဌာနကတာဝန်ရှိသူမဟုတ်လားအဲ့ဒီကျောင်းသားကိုကျုပ်အတန်းကိုပြန်ရွှေ့ပေးဖို့ဖြစ်နိုင်မလားဆိုတာမေးကြည့်ခြင်းလို့ပါဆရာရှောင်းချင်းရှင်းပြလိုက်သည်ရှိုးရန်သည်သူအတော်အချိန်ကုန်ခံကကြိုးစားထားပြီးမှရရှိထားသောတပည့်ဖြစ်ကဒီနှစ်တွင်သူလက်ခံထားသောတပည့်များထဲတွင်အတော်ဆုံးလည်းဖြစ်နေသေးသည်သို့သောကျန်းရွှန်နှင့်လောင်ကြီးစားကြီးပြိုင်ပွဲတွင်ရှိုးရန်ကိုသူလက်လွတ်လိုက်ရသည်
မနေ့ကသူစားတောက်ဆိုင်မှပြန်လာပြီးတော့အခါမှတွေးမိလေဒေါသကြီးလေးဖြစ်လာတော့သည်နောက်ဆုံးတွင်တီးမခံနိုင်တော့သဖြင့်ရှမ်ပင်းကိုလာရှာရခြင်းဖြစ်လေသည်ရှမ်ပင်း၏အဖိုးဆရာကြီးရှန်သည်ဟုံးတင်ကျောင်း၏တင်ကြားရေးဌာနခေါင်းဆောင်ဖြစ်လျာကျောင်းသားတစ်ယောက်ကိုအတန်းရွှေခြင်းလောက်ကတော့ဆရာကြီးရှန်အတွက်ခက်ခဲလိမ့်မည်မဟုတ်ချေအတန်းရွှေပေးဖို့လားရှမ်ပင်းမျက်မှောင်ကျုပ်သွားသည်တကယ်လို့ကျောင်းသားကိုယ်တိုင်ကစိတ်ပါလက်ပါနဲ့တခြားလူအတန်းမှတက်ချင်တာဆိုရင်ခက်လိမ့်မယ်နော်ခမည်းလဲဒီခေတ်ကျောင်းသားတွေကာယံတွေရခက်တာသိနေတာပဲတကယ်လို့သူတို့မကြည်နပ်အောင်လုပ်မိရင်အဲ့ကောင်လေးတွေကတော်ဝင်ခုံရုံးတို့ဆရာများတမကတို့ထိတက်တိုင်ကြမှာအဲ့လိုသာဆိုကျုပ်တို့သူစိတ်ပါလက်ပါနဲ့ပြောင်းသွားတာမဟုတ်ဘူးကျုပ်အာမခံနဲ့ချောင်းရှင်းအလောတကြီးနဲ့ပြောလိုက်သည်ခမည်းကျောင်းသားကစိတ်မပါဘူးဆိုရင်တောင်အဲ့ဒီဆရာကကျောင်းသားကိုပြန်မပေးခြင်းရင်လဲຫນွေအောင်မှာတော့မဟုတ်ဘူးခမည်းလဲကျောင်းစည်းကမ်းတွေသိနေတာပဲရှမ်ပင်းလက်ဝဲရန်ရင်ပြောလိုက်သည်ထို့နောက်သူကချောင်းရှင်းကိုမေးလိုက်သည်ဒါနဲ့ခမည်းခုနကပြောတာမတမာတဲ့နီးသုံးသွားတယ်ဆိုလားဘယ်ဆရာကခမည်းတပည့်ကိုမတမာတဲ့နီးသုံးပြီးလူသွားတယ်ဆိုတာကျုပ်ကိုပြောပြပါလားကျုပ်တို့ကျောင်းကနမီကြီးအမိုက်ဆရာကျန်းရွှန်လေထိုလူငယ်ဤနမီကိုပါဇက်မှထုတ်ပြောလိုက်ရသည်ကိုရှောင်းရှင်းအလွန်မုန်းတီးမိကလက်သီးများကိုကြည်ကြစ်ပါအောင်ဆုပ်လိုက်မိသည်သူမျက်နာတွင်မုန်းတီးဆက်စုပ်ဟန်မှအထင်းသားပေါ်လာသည်ကျန်းရွှန်ခမည်းကျောင်းတော်ကိုလူသွားတာသူလားရှမ်မင်းသည်လည်းထိုနမီကိုကြားလိုက်ရုံနှင့်ဒေါသများထွက်လာတော့သည်ထိုကောင်သာမနေ့ကသူ့ကိုဝင်မရှုပ်လျင်သူ့နှစ်ဖျားမာလေးနှင့်မနေ့ညကညစာအတူစားခွင့်ရတော်မူဖြစ်သည်တိုင်းစင်သုံးသာရှိနေသေးပြီးဆရာအကဲဖြတ်စာမေးပွဲတွင်လည်းတုံညသာရရှိသောအတုံးမကြားသည့်ဆရာသည်သူ့ကိုနှောက်ယှက်ရဲလေရာတည်ခြင်းနေလို့သာဖြစ်ရပေမည်ရှမ်ပီယူသားအနားမှမရှိလျင်မနေ့ကလေးကကျန်းရွှန်ကိုဒေလူမျိုးပါဖြစ်အောင်တိုက်ခိုက်မိလိုက်ပြီလိမ့်မည်ဟုတ်တယ်သူကအတုံးမကြားတဲ့ဆရာပဲဘယ်เจ้าသားကမှသူ့တစ်ပည့်ဖြစ်ဖို့စိတ်ပါကြမှာမဟုတ်ဘူးအဲ့ဒါကြောင့်တခင်လေးရှန်ကအစဉ်ပြေရင်ကျုပ်เจ้าသားကိုကျုပ်တန်းစီပြန်ရွှေ့ပေးဖို့ဆရာကြီးရှန်ကိုပြောပြပါဦးချောင်းရှင်းသည်ရှမ်ပင်းကမူကိုကြီးမှဆိုးသောကြောင့်စကားကိုဂယုတဆိုင်နှင့်ပြောလိုက်လေသည်ဒီကိစ္စလောက်လေးနဲ့တော့ကျုပ်ဖိုးမလိုပါဘူးကျုပ်ပဲခဏပြဿနာကိုခုချက်ချင်းလိုက်ရှင်းပေးမယ်ရှမ်ပင်းလက်များကိုခန့်ညားစွာဝေယမ်းရင်းပြောလိုက်သည်တခင်လေးရှန်ကိုယ်တိုင်ရှင်းပေးမှာလားတခြားဆရာဖြစ်နေရင်တော့ကျုပ်အဖိုးဝင်ပါဖို့လိုရင်လိုမှာပေါ့ဒါပေမဲ့အခုကကျန်းရွှန်လိုအမိုက်ဆရာပဲသူ့စီကကျောင်းသားကိုခမည်းအတန်းပြန်ရွှေ့ပေးဖို့ကလွယ်လွယ်လေးပါဘာလို့ကျုပ်ဖိုးကိုသွားပြီးဒုက္ခပေးနေမှာလဲကျုပ်တို့သူ့အတန်းကိုဓာတ်ရိုက်သွားပြီးပြောလိုက်ရုံပဲသူသာလက်မခံမဲပြန်ကြီးရင်တော့ကျိုးကန်သွားအောင်ပညာပေးကြတာပေါ့ရှမ်ပင်းကခံညားစွာပြောလိုက်ပြန်သည်သူ့အနေနဲ့တခြားဆရာများကိုထို့သို့အနိုင်မကျင့်နိုင်တော့လဲတုံညဆရာလိုဆရာမျိုးကိုတော့ပညာပေးဆုံးမရန်အလွယ်လေးပင်ကျန်းရွှန်သည်စွန့်ရင်အစင်းနှိမ့်သည့်အပြင်ပိုဆိုးသည်မှာကျန်းရွှန်ဘက်ကကူညီပေးမိဆရာတယောက်တလေပင်ကျောင်းပင်မရှိကြရှောင်းရှင်းကိုကူညီမိအဓိကအချက်မှာမနေ့ကကိစ္စနှင့်ပတ်သက်ပြီးကျန်းရွှန်ကိုပညာပေးလိုခြင်းဖြစ်သည်ကျန်းရွှန်ကိုအာရပါရမထိုးချရလျင်သူ့စိတ်ထဲမှဒေါသများပြေလိမ့်မည်မဟုတ်သူ့အနေနဲ့ကျန်းရွှန်ကိုတိုက်ခိုက်ရန်အကြောင်းပြချက်ရှာနေခြင်းဖြစ်ရာရှောင်းရှင်းအကူအညီလာတောင်းသည်နှင့်အကိုက်ဖြစ်သွားတော့သည်သူသာအကြောင်းပြချက်မရှိဘဲကျန်းရွှန်ကိုဒဏ်ရာရအောင်လုပ်ခဲ့လျင်ထိုသတင်းကိုဆရာမရှမ်ပီယူပြန်ကြားပါကသူ့ကိုအထင်သေးလိမ့်မည်ဖြစ်သည်ကံများကောင်းကျင်တော့ကျန်းရွှန်ကဆရာချောင်းရှင်းတပည့်ကိုလူလိုက်လေရာသူ့အတက်ကျန်းရွှန်ကိုပညာပေးရန်အကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိပြီဖြစ်သည်ဒါကချောင်းရှင်းသည်ရှမ်ပင်းကဒီလောက်သဘောကောင်းပြီးလိုက်ကူညီလိမ့်မည်ဟုထင်မထားလေရာကြောင်းကသွားလေသည်ဒါကတွေဘာတွေလုံးမနေနဲ့လာသွားကြရအောင်ခမည်းကြောက်တဲ့ရင်လဲကျုပ်ပဲခမည်းစာအဲ့ကောင်ကိုပညာပေးလိုက်မယ်ရှမ်ပင်းဤနှခမ်းများဝမ်းသာမှုကြောင့်ပြေးကားနေပြီးမျက်လုံးများတွင်လည်းရရဆက်ဆက်လုံးမိအရေးအယောင်များထွက်လာသည်ဒါဆိုလဲတခင်လေးရှန်ကိုကြိုပြီးကျေးဇူးတင်စကားပြောထားလိုက်တော့မယ်ချောင်းချင်းဤမျက်လုံးများလည်းစိတ်လှုပ်ရှားမှုကြောင့်အယောင်လက်လာပြီးခေါင်းခတ်တွတ်ညှိ့ပြလိုက်သည်ထို့နောက်သူတို့နှစ်ဦးသာကျန်းရွှန်ဤစာသင်ခန်းရှိရာဘက်စီသို့ခြိတက်သွားကြတော့သည်သူတို့နှစ်ယောက်ကျန်းရွှန်ဤစာသင်ခန်းရှိရာသို့ရောက်ရှိရန်အချိန်သိမ့်မလိုလိုက်ပြီးစာသင်ခန်းဝတွင်မမ်မီကြီးများကဲ့သို့ပတိများစီးထားသောရောင်းဟန်နှင့်ဝမ်မီသားစုမှသခင်လေးကိုတွေ့လိုက်ရသည်ဝမ်ထောင်မင်းငါဖိုးစီမှာတိုင်းလေးကြည့်မနေပဲဒီမှာဘာလာလုပ်နေတာလဲရှမ်ပင်းမျက်မှောင်ကျုပ်သွားသည်သူသည်ဆရာကြီးရှန်ဤမြေဖြစ်တော်လဲဝမ်ထောင်လိုဝမ်မီသားစုမှသခင်လေးနှင့်ရှင်ရင်တော့အနှဲငယ်အစင်းနှိမ့်လေသည်
ဆရာရှမ်ပင်းဝမ်ထောင်အယိုသေးပြုလိုက်သည်ကျုပ်ညီမလေးအလိန်ခံရပြီးဒီအခန်းမှာလာတက်နေတာအဲ့ဒါကြောင့်သူ့ကိုပြန်ခေါ်မလို့လာတာရှမ်ပင်းရောင်းဟန်သည်ရှမ်ပင်းနှင့်ပတ်သက်သည့်သတင်းများကိုမိသူထံစုံစမ်းရမည်လဲဆိုသည်ကိုတွေးနေစေရှိသေးတော်လဲရှမ်ပင်းဆိုသည့်လူငယ်လေးသည်သူ့ရှိသို့ဆိုက်ဆိုက်ညံ့ညံ့ရောက်လာကြသည်ရှမ်ပင်းရှိရာစီသို့ရောင်းဟန်အလင်းမြန်လှည့်ကြည့်လိုက်သည်မင်းညီမလေးဆိုတာတခင်မလေးဝမ်ရင်လားရှမ်ပင်းမျက်နှာမဲမောင်သွားသည်သူ့မျက်လုံးများမှအေးစိမ်သောအငွေ့သက်များထွက်လာသည်ဟုထင်ရသည်ဒီဂျက်စမန်ကတော့လွန်လွန်နေပြီပဲတခင်မလေးဝမ်ရင်ကိုတောင်လိန်ရဲတယ်သူ့ကြည့်ရတာအသက်ရှင်ရတာပင်ပန်းနေတဲ့ပုံပဲငါဒီနေ့မှဒီကောင်းကိုပညာမပေးရင်ဒီမှာရှိနေတဲ့လူတွေကျဉ်းနှံ့ကြမှာမဟုတ်တော့ဘူးဒါပေါ့ဝမ်ထောင်ခေါင်းငိမ့်ကထောက်ခံလိုက်သည်ဒါနဲ့နေပါအောင်ဝမ်ရင်ကိုအဲ့ကောင်ကလိန်ပြီးသူ့တက်မှတက်ခိုင်းထားတာဆိုရင်မင်းကဒီမှာဘာရက်လုံနေတာလဲအထဲဝင်ပြီးပညာပေးလိုက်ပါလားရှမ်ပင်းစဉ်းစားမရဖြစ်သွားသည်ဝမ်ထောင်သူခန်းထဲမှကန်ထုတ်ခံရခြင်းဖြစ်ကြောင်းဝမ်ထောင်ဝန်မခံရဲကြည်ဘလို့ပြန်ဖြေရန်ကောင်းမလဲစဉ်းစားနေတော့ရှိသေးသည်ရောင်းဟန်အတန်ကသူ့ဘေးမှထွက်လာသည်ဆရာတွေစာတင်နေတော့စာတင်ခန်းနဲ့ဝင်မနှောက်ရှက်ရဘူးလို့ကျောင်းစည်းကမ်းရှိတယ်မဟုတ်လားအဲ့ဒါကြောင့်ငါတို့အပြင်မှာစောင့်နေကြတာခမည်းကခုမှပဲမမ်မီနှင့်တူသောရောင်းဟန်ကိုရှမ်ပင်းသတိပြုမိလိုက်သည်သူကပိုင်ယူမျိုးစားကြီးကြောက်ရဲ့အိမ်တော်ထင်းရောင်းဟန်လေဝမ်ထောင်ဂျားဝင်မိတ်ဆက်ပြလိုက်သည်။အိုးအိမ်တော်ထင်းရောင်းကိုခမည်းနမီကိုကြုံကြားဘူးနေတာကြပါပြီ။ရှမ်ပင်းခေါင်းငိမ့်ကဆက်ပြောလိုက်သည်။စာတင်နေတော့စာတင်ကန်းနဲ့ဝင်မနှောက်ရှက်ရဘူးလို့ကျောင်းစည်းကမ်းရှိရတော့ဟုတ်တယ်။ဒါပေမဲ့လောလောဆယ်တော့အစီကန်းကအရေးမကြီးဘူး။ခမည်းတို့အားလုံးကျုံနောက်ကနေစာတင်ကန်းနဲ့လိုက်ခဲလို့ရတယ်။ဒီနေ့အဲ့ဒီဘာကိုချင်းတရားမှမရှိပဲသူများတွေကိုလိုက်လိန်လည်နေတဲ့အဲ့ဒီဆရာကိုကျုပ်ကောင်းကောင်းပညာပေးပြမယ်။ကောင်းပြီလေရှမ်ပင်းကိုယ်တိုင်ပညာပေးမိဆိုသောကြောင့်ဝမ်ထောင်မျက်လုံးများဝင်းဝင်းတောက်သွားပြီးနောက်ကလိုက်သွားတော်သည်။ရောင်းဟန်သည်လည်းခဏတုံဆိုင်နေလိုက်ပြီးနောက်ကလိုက်သွားလိုက်သည်။စာသင်ခန်းထဲတွင်တော့ဟုံးထင်ကိုးစင်ကျင့်စဉ်ဒါကငါတို့ကျောင်းကအခြေခံအကြဆုံးစွန့်ရင်ကျင့်စဉ်ပဲ။ဒါပေမဲ့ဒီကျင့်စဉ်မှာပြဿနာတချို့ရှိနေတယ်။ဥပမာကျောင်းသား9ယောက်သည်စာသင်ခန်းထဲတွင်ထိုင်နေကြပြီးကျန်းရွှန်ရှင်းပြသည်များကိုနားထောင်နေကြလေသည်ပထမဆုံးအကြိမ်ကျန်းရွှန်သင်ကြားပြီးသည်ကိုနားထောင်ရခြင်းဖြစ်တော်လဲအားလုံးထိမနိုင်သေးမရတုံ့လုံနေကြသည်သူတို့ကိုကြည့်ရသည်မှာခွန်အားတိုးစေသောကျင်စင်းဆေးမြင့်စားလိုက်ရသလိုလိုကျန်းရွှန်၏စကားများကိုနားထောင်ပြီးမူးနေကြသလိုလိုဖြစ်နေကြသည်ရွမ်ထောင်မှလွဲပြီးကြံသည့်ကျောင်းသားများသည်ထင်ရှားသောမိသားစုကြောထောက်နောက်ခံရှိကြသူများဖြစ်သည်သူတို့အနေနှင့်ကျောင်းသို့တရားဝင်လာမတက်ကြရသေးတော့လဲအခြေခံများကိုစနစ်တကျလေ့ကျင့်ခဲ့သူများဖြစ်ကြသည်ထင်ရှားသောဆရာများစွာစီမှတင်ပြပေးသည်ကိုခံခဲ့ကြရဘူးသည်တိုင်းစင်9တိုင်းစင်6ဆရာကြီးများထံမှလည်းတခါတရံသင်ယူဘူးခဲ့ကြသည်သို့တော်ဒီလောက်ကောင်းသောတင်ပြပေးမှုကိုတော့ခုမှကြုံဘူးကြခြင်းဖြစ်သည်ကျန်းရွှန်ရှင်းပြနေသည်များကိုနားထောင်ရရုံများနှင့်သူတို့သည်အရာရာကိုသိမြင်ရှင်းလင်းသွားသလိုမျိုးခံစားလိုက်ရသည်သူတို့အရင်ကနားမလည်ခဲ့သောအချက်လက်များစွာကိုချက်ချင်းသဘောပေါက်သွားကြသည်ဆရာရှင်းပြနေသည့်နီလန်အတိုင်းအသက်ရှူခြင်းကိုလိုက်ကျင့်နေမိကသိမကြခင်မှာပဲသူတို့စွမ်းရည်အစဉ်များတိုးတက်တော်မူဟုပင်ခံစားလာရသည်သင်ခန်းစာသည်ရှင်းလင်းလာပေသည်ကျန်းရွှန်သင်ကြားပြီးသည်ကိုနားထောင်မိပြီးသောအခါအစင်းမြင့်ဆရာဟုဆိုကြသူများပင်ကျန်းရွှန်နှင့်ရှင်နိုင်လိမ့်မည်မဟုတ်ဟုသူတို့နားလည်လိုက်ကြသည်ကြောက်ရကအလုံးထပ်ပို့ပြီးအံ့ဩနေမိပေသည်သူမဖခင်ပိုင်ယူမျိုးစားသည်သူမကိုစွမ်းရင်ကျင့်စဉ်များနှင့်ပတ်သက်ပြီးမကြာခဏရှင်းပြသင်ပေးလေ့ရှိသည်သူမဖခင်သည်ထန်းရွှန်တနိုင်ငံလုံးတွင်အကောင်းဆုံးသင်ပြပေးနိုင်သူဖြစ်သည်ဟုသူမအမြဲဂုဏ်ယူနေခဲ့ရသည်ခုမှပဲဆရာကျန်းရွှန်ရှင်းပြသွားသည်များနှင့်နိုင်ရှင်လိုက်မိသည်မှသာသူမသည်ရေတွင်းထဲကဖားတကောင်လိုအမြင်ကျင်းနေခြင်းဖြစ်ကြောင်းသိလိုက်ရသည်သူမဖခင်နှင့်ကျန်းရွှန်ကိုနိုင်ရှင်ရန်ပင်မသိကြဆရာကျန်းရှင်းပြသည်များမှာတကယ်ကိုကွက်တီပင်ညီမြကောင်းမွန်အစွမ်းထက်သည့်စွန့်ရင်ကျင့်စဉ်ဖြစ်နေပါစေသူကအမှားများကိုချက်ချင်းထောက်ပြပေးနိုင်သည်ကျောင်းသား9ယောက်လုံးနက်နက်နဲနဲလိုက်စဉ်းစားနေရပြီးစိတ်လှုပ်ရှားတုန်လှုပ်မှုများကိုထိန်းချုပ်နိုင်ခြင်းမရှိကြချေကျန်းရွှန်ထောက်ပြရှင်းလင်းလိုက်သောအချို့စကားများကိုသူတို့အချိန်တော်တော်ကြာကြာတေချာစဉ်းစားပြီးမှသာနားလည်လိုက်ကြသည်ထို့သို့နားလည်သည့်အချိန်မှသာအချိန်တော်တော်ကုန်သွားပြီဖြစ်ကြောင်းသတိထားမိလိုက်ပြီးထိုအချိန်တွင်ရှင်းပြလိုက်သောစကားများကိုလွတ်ကုန်ကြကြောင်းသိလိုက်ရသည်
ရာကျန်းတင်ပြီးနေတာတွေကအဆင့်အယမ်းမြင်လွန်းတာပဲကျောင်းသား9ယောက်သည်သူတို့ထက်အသက်ဘလောက်မှပိုမကြီးသောလူငယ်သည်စွမ်းရည်ကျင့်စဉ်နှင့်ပတ်သက်ပြီးလက်နက်ဆိုင်နားလည်ထားသူဖြစ်ကြောင်းသိလိုက်ရသည်အရင်ကဆရာကျန်းကံကောင်းလို့သာငါအစွမ်းကိုတူးအောင်လုပ်ပေးနိုင်တာလို့ထင်ထားမိတာဘလောက်တောင်ရည်စရာကောင်းလိုက်လဲသူ့စွမ်းနဲ့ဆိုရင်အဲ့လောက်တူးအောင်လုပ်ပေးတာကတော့အသေးအမွှားလောက်ပဲရှိမှာသူသာဆန္ဒရှိရင်ငါအစွမ်းတဆတက်လောက်အောင်တင်ပြပေးဖို့နီလန်း100လောက်စဉ်းစားနိုင်မှာပဲအရင်ကမာနာကြီးခဲ့မိသောရှူရန်သည်ခုတော့တုံလုံးနေလေပြီဆရာရှောင်းချင်းနဲ့ရှင်ရင်မရှင်တာပဲကောင်းပါတယ်သူတို့နှစ်ယောက်ကအဆင့်မှမတူကြတာရှင်လို့မဖြစ်ပါဘူးသူတို့ကကဘာတစ်ခုစီမှနေကြတဲ့လောက်ကွာနေတာပဲသူတို့နှစ်ယောက်လောင်းကြီးထပ်ပြီးပြန်ကြတာငါကန်ကောင်းတာပဲမဟုတ်ရင်ဒီလောက်တော်တဲ့ဆရာငါတစ်သက်လုံးရှာရင်တောင်တွေ့မှာမဟုတ်ဘူးကျောင်းသား9ယောက်သည်ကျန်းရွှင်တင် जा ပေးနေသည်များကိုအာယုံဆိုင်ကနားထောင်နေကြတော့သည်သူတို့ကိုကြည့်ရသည်မှာစကလုံးတစ်လုံးလောက်လွတ်သွားမှာကိုပင်စိုးရိမ်နေပုံပင်ကျွီစာသင်ခန်းတကာပွင့်သွားပြန်ကလူအချို့ခြေလန်းကျဲကြီးများဖြင့်ဝင်လာကြသည်ကျန်းရွှင်တရက်လောက်မတွေ့လိုက်တာနဲ့မင်းဒီလောက်တက်တီကောင်းသွားလိမ့်မယ်လို့ငါမထင်ထားဘူးရှမ်ပင်းအခန်းထဲရောက်သည်နှင့်ပဝန်းကျင်ကိုလေ့လာလိုက်ရာအမိုက်ဆရာသည်တပည့်9ယောက်တောင်လက်ခံထားသည်ကိုတွေ့လိုက်ရသည်ရှမ်ပင်း၏မျက်လုံးထဲတွင်ရက်ဆက်သောအငွေ့သက်များဖြတ်တန်းသွားပြီးအေးဆက်စွာပြောလိုက်သည်တခင်မာလီဝမ်ရင်တခင်မာလီကြောက်ရနှင့်ကျန်တဲ့တပည့်တွေကိုလှည့်ပြားပြီးတပည့်အဖြစ်လက်ခံတယ်ပြီးတော့ဆရာရှောင်းချင်းစီကတပည့်ကိုမတမာတဲ့နီးသုံးပြီးလူတယ်ကျန်းရွှင်မင်းသိပ်ပြီးတော့တက်တီကောင်းနေပါလားဆရာရှမ်ပင်းဆရာရှောင်းချင်းဝင်လာသောလူများကိုကြည့်ပြီးကျန်းရွှင်မျက်မှောင်ကျုပ်သွားသည်ငါတပည့်တွေကိုစာတင်နေရင်တန်းလန်းဖြစ်နေတယ်မင်းတို့ပြောစရာရှိရင်စာတင်ချင်းကုန်မှပြောကြစာတင်နေတာမင်းပါကြီးစာတင်နေတာလားတခင်လေးရှန်ကိုယ်တိုင်ဒီကိုလာနေတာမင်းဘာဟိတ်ဟန်ထုတ်ရှင်နေသေးတာလဲမင်းအစင်းနဲ့စာတင်ရင်တော့ကျောင်းသားတွေတလဲတချော်ရှောက်မကြည့်မိရင်ကံကောင်းဒါများစာတင်နေတယ်လို့ပြောရနေသေးတယ်အခြေခံတောင်ကောင်းကောင်းမသိတဲ့ကောင်စုပ်ကလေးကငါတို့ရှေ့လာပြီးတော့ကြီးကျယ်ပြနေခြင်းသေးရဲ့ချောင်းချင်းအေးဆက်သောလေဆံဖြင့်လှောင်လိုက်သည်သူနှင့်ကျန်းရွှင်သည်တယောက်နှင့်တယောက်ရန်လိုနေကြပြီဖြစ်လျာအရင်လိုဟန်ဆောင်ပြီးအေးအေးဆေးဆေးပြောရန်မလိုတော့ထွက်သွားကြကွာမင်းတို့ကိုဒီမှာမကြိုးဆိုဘူးကျန်းရွှင်မျက်လုံးများကျဉ်းမြောင်းသွားသည်မင်းကအခုထိတရုပ်ဆောင်နေတော့လားကျန်းရွှင်မင်းမျိုးရိုးနယ်မီကိုမှတ်မိသေးရလားရှမ်ပင်းအေးဆက်ဆက်ရေးလိုက်သည်တခင်မလေးကြောက်ရနဲ့တခင်မလေးဝမ်ရင်ကိုမင်းအတန်းကထုတ်လိုက်ပြီးတော့ရှိုးရန်ကိုဆရာချောင်းချင်းစီပြန်လဲပြီးလိုက်မင်းငါပြောတဲ့အတိုင်းလုပ်ရင်ငါဒီနေ့မင်းကိုပညာပေးဖို့ကြံထားတာဖြတ်လိုက်မဟုတ်ရင်တော့မင်းဒီစာတင်နှစ်တစ်နှစ်လုံးဘိန်းတက်ကလထိုင်ပေါ်ထိုင်နေရတော့မယ်လို့ငါထင်တယ်မင်းကငါနဲ့တိုက်ခိုက်မလို့လားကျန်းရွှင်ရှမ်ပင်းကိုလှမ်းကြည့်လိုက်သည်ကျောင်းထဲမှာဆရာချင်းချင်းရံမဖြစ်ရဘူးလို့တားထားတယ်နော်မင်းကျောင်းစီကန်းတောင်မတည်ဘူးလားကျောင်းစီကန်းကလူတွေအတွက်ထားတာကွတခြားတစ်ဆက်ဆရာဆိုရင်တော့ငါစီကန်းဖောက်ဖို့နည်းနည်းစဉ်းစားရမှာပေါ့မင်းဆိုရင်တော့ဟီဟီတရားယောဂများမင်းလိုအမိုက်ဘက်ကနေပြီးတော့ကိုပြောပေးလိမ့်မယ်ထင်နေလားရှမ်ပင်းကရက်ဆက်ကြမ်းကြုတ်သောစိတ်များကိုဖုံးကွယ်ထားခြင်းမရှိတော့ကြီးငါနားလည်ပြီမနီးကငါပြောလိုက်တာတွေကြောင့်မင်းဒေါသထွက်ပြီးဒီနေ့ငါ့ကိုတမင်ပြဿနာလာရှာနေတာမဟုတ်လားဆီယာမရှမ်ပီယူကမင်းလုပ်ရက်ကိုစိတ်ပြတ်မှာမစိုးရိမ်ဘူးလားကျန်းရွှင်အထင်သေးဟန်ဖြင့်ပြန်ပြောလိုက်သည်ဟီဟီမင်းသိတော့တည်သေးတာကိုငါမင်းကိုပညာပြန်ပေးဖို့ဆုံးဖြတ်ပြီးမှတော့မင်းပေါက်ကြရပြောနေတာကိုငါကဂယုစိုက်နေပါမလားရှမ်ပင်းကကျန်းရွှင်ပြောလိုက်သည်ကိုမငြင်းပဲဦးမျိုးနေပုံဖြင့်ကျန်းရွှင်ကိုပညာပေးရန်ရှေ့သို့လှမ်းလာလိုက်သည်ထိုအချိန်မှာပင်ဒေါသတကြီးအော်လိုက်တန်ထွက်လာသည်မင်းကိုရောင်းဟန်၏မျက်လုံးများဒေါသဖြင့်หนีရဲနေတော့သည်ကျန်းရွှင်သည်မနေ့ကရှမ်ပင်းကိုဒေါသထွက်အောင်လုပ်ခဲ့ပြီးထိုကိစ္စတွေတွင်ရှမ်ပီယူလည်းပါဝင်နေသည်ထိုစကားများကိုကြားပြီးသည့်တိုင်မနေ့ကသူ့ကိုတိုက်ခိုက်သွားသောတရားခံကိုမသိသေးဘူးဆိုလျှင်သူ့ကိုယ်သူငတုံးလားဆိုပြီးရောင်းဟန်ပြန်မေးတင်နေသည်ဘာလဲဟာကျန်းရွှင်ကိုပညာပေးကနေမှအိမ်တော်ထင်းရောက်ကဒေါသတကြီးအော်လိုက်ရာရှမ်ပင်းနောက်သို့လှည့်ကြည့်လိုက်ပြီးအံ့ဩနေလေသည်မင်းကမင်းလုပ်ခဲ့တာကိုမေ့သွားပြီလားရှမ်ပင်းဘာမှအဆင်မဖြစ်သေးခင်မှာပင်အော်ပြောလိုက်တန်ကိုကြားလိုက်ရပြီးသူ့မျက်နှာပေါ်သို့လက်သီးတစ်လုံးကျလာတော့သည်ချီးကြမှာပဲရှမ်ပင်းသူ့အမြင်အာရုံတစ်ခုလုံးအမောင်ကျသွားသည်ကိုသာခံစားမိလိုက်သည်သူ့မျက်ကွင်းများမှလည်းညိုမဲသွားသည်သူ့တစ်ကိုယ်လုံးရိုင်ထိုးနေပြီးသိမကြခင်တွင်ကျမ်းမြင်မော်သို့လဲကျသွားတော့သည်ငါ့ကိုဒီလောက်စုပ်ပြတ်နေအောင်မင်းကထိုးရတယ်ဟုတ်လားငါလည်းမင်းကိုခုချက်ချင်းလက်စားချေပြမယ်ရောင်းဟန်မနေ့ကအဖြစ်ကိုပြန်တွေးမိလိုက်ကတုံဆိုင်နေခြင်းမရှိပဲရှမ်ပင်းဤကိုပေါ်တက်ခွာကလက်သီးချက်များကိုမိုးသီးမှုပေါက်များကျသလိုပြစ်သွင်းလိုက်တော့သည်အိမ်တော်ထင်းရောင်အဖြစ်ပြက်များမှာမြန်ဆန်လွန်းလာလျာဝန်ထောင်နှင့်ရှောင်းရှင်းတို့အံ့ဩယုံသာတက်နိုင်လေသည်ထို
သူတို့နှစ်ယောက်သာမကပဲကြောက်ရာဝမ်းရင်းနှင့်အခြားသူများမှလည်းအချင်းချင်းကြောင်ငေးကြည့်နေမိကြလေသည်ထိုလူစုသည်သိမကြသေးခင်ကကျန်းရွှန်ကိုပြဿနာရှာရန်စိတ်တူကိုယ်တူလာကြခြင်းဖြစ်သည်ကျန်းရွှန်၏တပည့်များသည်ထိုအဖြစ်အပျက်ကိုကြည့်ပြီးဒေါသထွက်ကသူတို့ဆရာကိုမြည်သို့ကူညီရမည်ဆိုသည်ကိုစဉ်းစားနေကြသည်သို့သောသူတို့ဘာမှမလုပ်ရသေးခင်တစ်ဖက်လူများမှာအချင်းချင်းတိုက်ခိုက်နေကြလေပြီဖြစ်ပျက်မှာအရန်ထူးဆန်းအောင်ဖို့ကောင်းလေသည်အလုံးထဲတွင်ကြောက်ရာကအံ့ဩဆုံးဖြစ်သည်သူမသည်အိမ်တော်ရင်းရောင်းဤစရိုက်ကိုဥမာချေကားမကြံသိထားသူဖြစ်လေသည်အလုံးထဲတွင်ကြောက်ရာကအံ့ဩဆုံးဖြစ်သည်သူမသည်အိမ်တော်ထင်းရောင်းဤစရိုက်ကိုဥမာချေကားမကြံသိထားသူဖြစ်လေသည်အိမ်တော်ထင်းရောင်းသည်တိတ်ခါကြီးပြီးစင်ကြင်ုံတရားအပြည့်ရှိကပြဿနာကိုအေးအေးဆေးဆေးနှင့်စနစ်တကျဖြေရှင်းတတ်သူဖြစ်သည်ထို့သောသူမဟုတ်လျင်သူမအဖေကရောင်းဟန်ကိုသူမတို့အိမ်တော်ထင်းအဖြစ်ခန့်လိမ့်မည်မဟုတ်ပေဒါပေမဲ့ဒီနေ့မှဦးလေးရောင်းဘလို့ဖြစ်နေပါလိမ့်သူကဘာလို့ဆရာရှမ်ပင်းစကားမဆုံးသေးခင်ရုတ်တရက်ထပြီးတိုက်ခိုက်ရတာလဲဖြစ်ပျက်များကိုနားလည်သူမှာကျန်းရွှန်တယောက်သာရှိသည်ရှမ်ပင်းနှင့်သူမနေ့ကစကားများခဲ့သည့်အကြောင်းစကားများရခြင်းမှာရှမ်ပီယူနှင့်ဆိုင်ကြောင်းရောင်းဟန်ကြောင်းအောင်တမင်ပြောလိုက်ခြင်းဖြစ်သည်ထို့သို့ပြောလိုက်ရသည့်ရည်ရွယ်ချက်မှာအိမ်တော်ထင်းရောင်းမနေ့ကသူ့ကိုတိုက်ခိုက်သွားသူ၏အချက်နှစ်ချက်ကိုမှတ်မိစေရန်ဖြစ်သည်နောက်ဆုံးတော့သူမျောလင့်ထားသည့်အတိုင်းရောင်းဟန်ကရှမ်ပင်းကိုရုတ်တရက်တိုက်ခိုက်လိုက်တော့သည်ရုတ်တရက်ကြီးထပြီးရှမ်ပင်းကိုတိုက်ခိုက်လိုက်တော့လဲရောင်းဟန်ကိုအပြစ်မတင်သင့်ပေမြည်သူဖြစ်ဖြစ်ဘာကြောင့်မှမသိပဲဘူးမသိပါမသိနဲ့ထိုးချိန်ခံခဲ့ရလျင်ကျဉ်နဲ့နိုင်ကြလိမ့်မည်မဟုတ်ပဲရောင်းဟန်လိုပဲစိတ်ထဲတွင်အညှိုးထားမိလိမ့်မည်ဖြစ်သည်ရောင်းဟန်သည်အစင်တန်းမြင်မာသူတဦးဖြစ်ကပိုင်ယူမျိုးကိုစားပြုသူလည်းဖြစ်ပြီးဘဝတွင်တခါမှထိုးသို့မခံခဲ့ရဘူးပေထို့ပြင်ဒီရပိုင်းနဲ့ကျန်းရွှန်ကြောင့်အကြိမ်ကြိမ်ဒေါသထွက်ခဲ့ရတော့လဲသူ့တခင်မလေးကြောက်ရကကျန်းရွှန်ကိုသူရမပြုတ်နိုင်အောင်ကာကွယ်ပေးနေခဲ့သည်သူ့ဒေါသများမှာထွက်ပေါက်မရှိဖြစ်နေလေရာသူ့ရင်တစ်ခုလုံးဒေါသများနှင့်ပြည့်နေတော်သည်ထို့သောအချိန်မျိုးတွင်သူ့မဟာယံသူဖြစ်သည်ဟုသူယုံကြည်ထားသောသူကိုတွေးလိုက်ရလေရာရောင်းဟန်ဒေါသကိုထိနိုင်ခြင်းမရှိတော့ချေ